hi မင်္ဂလာမလေးကျန်တာ hi မင်္ဂလာပါရှင်မင်္ဂလာကျမလေးဟိုလေဒါလေးတခုပြောချင်လို့သိလားဟိုကလေကျမအပီပေးထားတာပေါ့နော်ကြာလာနေပြီကျမတော့မသိဘူးအဲ့ဥစ္စာကိုကျမပေါက်လိုက်မယ်လို့လည်းမထင်ဘူးဒါပေမဲ့ကျမအပီတွေကကြတော့တော်လည်း view ပေါက်ပါတယ်เนาะတချို့ RP နဲ့မတူကျမ RP ကတော်တော်များများဟာတချို့ဆိုရင်အသေးတောင် RP ကိုအသေးတောင်ကြီးပေါက်တယ်တချို့ဆိုတချို့ RP ဆိုရင်တချို့ RP ဆိုရင်ကြည့်သူ1 million လောက်တောင်ရှိလောက်တဲ့အဆင့်ရှိရပေါ့เนาะ1 million တောင်ကျော်သေးရပေါ့เนาะကျမ RP တွေကကျမ RP ကပေါက်တာလည်းများပါတယ်เนาะကျမဒီ RP တွေကိုပြောချင်တယ်ပြန်နေလို့တဲ့ RP ကလည်းနေတဲ့ RP Hiမရေးတဲ့လူရောစိတ်ရောတဲ့အရန်ပင်မနေလို့တဲ့အာပီစကားလေးနဲ့တဲ့အာပီပြန်ပေးပါအောင်တဲ့အမလေးကိုတွေ့ရလေမမမီးအဲ့ဒါကျမအာပီစကားနဲ့အာပီပြန်ထားလေကျမအဲ့ဒါမသိဘူးပေါ့နော်ပြန်ထားတော့ကြာလှနေဒါပေမဲ့ကျမအဲ့ဒါတက်လာလို့ကျမမှန်တယ်ကိုပြန်တက်လာတော့ကျမကြည့်ရပါတော့တချို့ရအသေးပြီးအသေးကိုကေပေါက်နေပြီနော်ကေကြော်နေပြီကေအသေးကိုတန်းကေကြော်နေပြီကြော်နေရဲ့ပြင်ချဲတဲ့သူက300ကျော်ပေါ့နော်အဲ့ဒါနဲ့ကျမအဲ့ဒီမန်ကိုကျမဝင်ကြည့်ရပါတော့ကျမမှန်နေမှလေမကြည့်အောင်ဆိုးဝါးတယ်ဘာတွေတော့မသိဘူးလို့မန်ရှင်းနေခေါ်တာအဲ့အပုတ်မှာဝင်ကြည့်လိုက်ရှင်းတို့ပဲဝင်ကြည့်လိုက်မြင်ရလားတော့မသိဘူးသိလားဟာဘာဒီမန်ကိုမသိဘူးဘာဒီမန်နေတော့လို့တော်တော်များများအဲ့မန်နေကြည့်ပဲလို့သိလားဘာဒီမန်လည်းမသိဘူးကြည့်ကောင်းချက် Telegram စဆုံးလဲအဲ့ဒါတွေကြည့်ပဲလို့သိလားဘာတော့လို့ကျမအဲ့ဒါသူ့ရောကလေးမလေးကိုသူစိတ်ကောလူကပဲမှန်းနေဆိုလို့ကျမ RP ပေးထားတာလေအဲ့ဒါပေါ့နော်ဒါနဲ့စကားမဆက်ကျမပြောပြအောင်မသိလားကျမကိုလေ view တွေကြာနေရဆိုရင်အဲ့လိုလာပြီးတော့မှန်းကြသေးရသိလားမှန်တယ်မှာရှင်တို့အားရနေကျမ view ကလေရှင်းမတက်ဘူးသိလားနောက်ပြီး9ရက်ပိုင်းကလည်း view တွေကြာနေတဲ့အတွက်ကျမ view ကရှင်းမတက်ဘူးကျမ view 2ရက်3ရက်နေလောက်မှထိုးတက်တာတချို့ RP ရေဆိုရင်နောက်ပြီးကျမရဲ့ fan တွေကပေါ့နော်ဟို130မဟုတ်အလုပ်တွေကင်နေတယ်သူတို့မအားကြဘူးလေသူတို့အလုပ်တွေလုပ်နေကြတာပြီးတော့လေသူတို့အားတဲ့အချိန်တော့သူတို့ကျမကိုမကြည့်ပြစ်ဘူးကျမအရန်နဲ့လွန်လာတဲ့အချိန်ကျမှကျမဝင်ကြည့်ရသူတို့အလုပ်တွေနားပြီးသူတို့အားတဲ့အချိန်ကျမှကျမအသေးတွေဝင်ပေးတာပေါ့နော်ချဲပေးကြတာဆိုတော့အဲ့လိုမျိုးကြတော့သူနောက်ကြရပေါ့နော်အဲ့ကြတော့ကျမ view ကနောက်မှတက်တာလို့ချက်ရှင်းကျမဝုံတိုင်းဆိုထမတက်ဘူးလို့2ရက်3ရက်နေလောက်အဲ့လို3-4ရက်နေလောက်မှကျမကေးပေါက်ပေါက်တာပေါ့နော်အဲ့တော့ကျမချဲသူများပါတယ်အသေးကအလောက်မရဘူးပေါ့နော်ကျမအသေးပေးရသူနေဟိုချဲတဲ့သူကပို့ပြီးတော့များကျမဒါပေမဲ့အသေးပေးရသူတိတ်ပြီးတော့မလို့ချင်ဘူးကျမချဲမှကျမတိပါလေအဲ့တော့ချဲတဲ့သူများကျမပူကြိုက်ပြီပါရှင်အဲ့တော့ကျမနေ view တွေကြာနေလာမပြောနေတော့ဒီလောက်ဟာကြီးဖြစ်နေတာ view ရနေနေကျမဟိုတင်fan တွေကအလုပ်တွေကင်နေတယ်မအားကြဘူးလို့နောက်ပြီးတော့ကျမရဲ့ RP တွေကလေရှင်တို့မသိလို့သိလား1 million ကျော်တဲ့အဆင့်အောင်ရှိရသိလားရှင်တို့အဲ့လိုမျိုး RP မျိုးနဲ့ဒီတိုင်းတော့1 million ကျော်လို့လား